เริ่มแบบนี้ဒီနေ့ကတော့ပဟိနိမိတ်ပြီးကစားမယ်ကဲပြီးရင်ဒီနေ့ပုံဖွဲ့ပါမယ်ကဲทุกคนโอเคအရင်ဖတ်ပြမယ်နော်ပြီးရင်ဘာဖွဲ့သားလဲဆိုတာကဲรอเอนอเลนมาเอเล่นทออายอทายเล่นทายปออานอปานหออาหาเล่นทายปัญหาเล่นทายปัญหาပဟိနိမိတ်ပြီးကစားမယ်ကဲမြန်မြန်လေးတွားမယ်ဘာကစားမှာလဲဘာတွေဖတ်ထားလဲโอเคกออือดอกึดนออายนายนออามนาไม่โทน้ำกึดนายน้ำตอแอแต่ไม่เอแต่กอรออัวกลัวนออามนาไม่โทน้ำกึดนายน้ำแต่กลัวน้ำသူဘာပြောလဲគឺဆိုတာမွေးတယ်နိုင်น้ำရေထဲမှာမွေးတယ်แต่ဒါပေမဲ့กลัวน้ำရေကြောက်တယ်ရေထဲမှာမွေးတယ်ဒါပေမဲ့ရေကြောက်တယ်ဒီမှာရေထဲမှာမွေးတယ်ဒါပေမဲ့ရေကြောက်တယ်နော်โอเคနောက်တစ်ကြောင်ဘာဖတ်ထားသေးလဲสออายสายไม้เอสายนออายนายทรายนายนออามนาไม้โทน้ำทรายนายน้ำรอแอร์วอลแล้วไม้โทแล้วทรายนายน้ำแล้วจออาจจะหออายหายจะหายปออายปลายทรายนายน้ำแล้วจะหายไปทรายนายน้ำရေထဲထဲတယ်แล้วရေထဲထဲပြီးလို့ရှိရင်จะหายไปဖြုတ်သွားမယ်ရေထဲထဲလို့ရှိရင်ပျောက်သွားတယ်โอเคပထမအဆုံးကคือนายน้ำแต่กลัวน้ำရေထဲမှာမွေးတယ်ဒါပေမဲ့ရေကြောက်တယ်နောက်တစ်ကြောက်ကဆိုင်နိုင်น้ำရေထဲထဲလိုက်တယ်แล้วရေထဲထဲပြီးလို့ရှိရင်จะหายไปပျောက်သွားတယ်ရေထဲထဲရင်ပျောက်သွားတယ်ကဲနောက်တစ်ခုออยอูยูไม่เอยูนอไอนายยูนายหอองอหองไม่โทห้องคอรออูวครัวยูนายห้องครัวမိဖို့ချောက်ထဲမှာနေတယ်โอเคနော်ပထမအဆုံးကคือนายน้ำแต่กลัวน้ำရေထဲမှာမွေးတယ်ဒါပေမဲ့ရေကြောက်တယ်ဆိုင်နိုင်น้ำแล้วจะหายไปရေထဲထဲလို့ရှိရင်ပျောက်သွားတယ်ယူနိုင်ဟွန်ခရူอ่ะမိဖို့ချောက်ထဲမှာနေတယ်ကဲပါလဲကွန်မန့်မှာဖြေခဲ့ပေးပါရေထဲမှာမွေးတယ်ရေထဲထိုင်ရင်ပျောက်သွားတယ်မိဖို့ချောက်ထဲမှာနေတယ်ပါလဲကွာโอเคအားလုံးပဲမင်္ဂလာပါနောက်ဗီဒီယိုမှာပြန်တွေ့ချင်ပါသေးတယ်အပြင်မှာကိုသိချင်တော့ကွန်မန့်မှာရေးခဲ့ပါပြန်ဖြေပေးပါမယ်အားလုံးကိုကျေးဇူးပါခင်ဗျာ